ကျမနာမည်ကနော်ထူးရဲ့ခူပါကျမစမ်းကြောင်းပါကျမဒီ Facebook မှာပေါ့နော်အဲ့လိုတက်လာတာတွေ့လို့အဲ့ဟာလေးဝင်တော့ရှောက်ကြည့်ရပေါ့ကျမဒီစိတ်ဝင်စားရလေလက်မှုနဲ့ပတ်သက်ပြီးတော့ကျမစိတ်ဝင်စားတဲ့အတွက်ကြောင့်မလို့လေအဲ့မှာပေါ့နော်ဒီကကျမတို့အသစ်ဆန်တစ်ခုဖြစ်နေတယ်အဲ့ရလေးဆိုပို့ပြီးတော့ပေါ့နော်ဟိုလေးလာပညာရဲ့တစ်ခုအသစ်ရတယ်ဆိုပြီးတော့ကျမရှောက်ပြတာစာလို့ကျွန်တော်တို့အခုကကျမဟို online ကနေနည်းနည်းပါးရောင်းနေရလေးရှိတယ်ပေါ့နော်အဲ့မှာပေါ့ဒီပစ္စည်းအသစ်တစ်ခုအနေနဲ့မိတ်ဆက်ပြီးတော့ပြန်ရောင်းဖို့တော့ရှိတယ်ဒီဟာလေးကိုပေါ့နော်ကျမပတ်ဝန်းကျင်ရသူတွေပေါ့ကျမနဲ့ဒီလိုမျိုးအဲ့လိုမျိုးဟိုတကယ်ချင်းနဲ့ sharing လုပ်ပြီးတော့လေးလာနေရလေးလည်းရှိရလေအဲ့မှာဆိုကျမဒီဟာလေးလာခဲ့တယ်ကျမဒါကိုပြန် sharing လုပ်တာတော့ရှိတယ်ကောင်းပါတယ်တခြားတော့ review မရှိပါဘူးဒီလို season လေးတွေအများကြီးလုပ်ပြီးပေါ့နော်ပို့ပြီးတော့အဆင်ပြေမယ်ပေါ့နော်ဟိုမျိုးသမီးတွေအတွက်လည်းဒီလိုမျိုးဟိုသူတို့အတွက်ပညာရဲ့အသစ်အသစ်လေးတွေပေါ့နော်အိမ်မှာနေနဲ့လည်းလုပ်တဲ့ပုံဝင်ဝင်လည်းခြာလို့ရမယ်လို့ကျမမြင်ပါတယ်ရှင်မလေးဒီနေ့ပါလေးလောက်တာပြောကျမဒီအိတ်လေးလောက်ထားတယ်ရှင်ဟုတ်